မေအဲ့ဒီရုပ်ရှင်ပိုစတာလေးတော်တော်လှရနော်သူအရင်ခက်ကဟာဆိုရင်လည်းခုချိန်ဒီလုံးဝမဟောင်းအောင်တော့ retro vibe လေးတော့ဖြစ်နေဟုတ်တယ်သမီးရဲ့ဒီပိုစတာတွေနေမကဘူးအနုပညာတွေ item တွေကလည်းဟောင်းမသွားဘူးအမြဲအတူယူစရာတွေကြီးပဲသိလားအားလုံးပဲမင်္ဂလာပါရှင်ခုချိန်လေးကတော့မြင့်မြင့်ခင်ထုံးမုတ်စကားဝိုင်းမှာမခိုင်လေးနဲ့သမီးလေးထိတ်ထိတ်ကနေပြီးတော့ရုပ်ရှင်ဂီတအကြောင်းလေးတွေကိုအချင်းချင်းဆွေးနွေးကြမယ်ဖလှယ်ကြမယ်အချိန်ခါလေးဖြစ်ပါတယ်ရှင်အဲ့တော့သမီးလေးကမမေကိုဒီမြင့်မြင့်ခင်ထုံးမုတ်စကားဝိုင်းမှာဒီမမေရဲ့ဒီကျင်လည်ခဲ့တဲ့ဒီရုပ်ရှင်ကြီးကြော်ညာတွေနဲ့ပတ်သက်ပြီးတော့သမီးကဘာမေးချင်လဲမေးခွန်းလေးမေးဖြစ်မယ်မမေကကြတော့ဒီရုပ်ရှင်ထက်ဆိုင်ကြော်ညာမင်းသမီးကနေစခဲ့တာပေါ့နော်အဲ့တော့ကြတော့မမေရဲ့ပထမဆုံးရိုက်တဲ့ကြော်ညာလေးကိုသိချင်တယ်ပြီးတော့အဲ့ဒီရိုက်တဲ့ကြော်ညာမှာအမှတ်တရလေးပေါ့ပြပြပေးပါအမှတ်တရလွဲလေးပေါ့ပထမဆုံးရိုက်တဲ့ကြော်ညာဆိုလို့ရှိရင်မမေကGesso Black Cream Gesso Makeup ကြော်ညာပေါ့နော်လူတွေအကုန်လုံးကတော့မမေကိုဘယ်လိုသိထားလဲဆိုလို့ရှိရင်မန်လေးဘီယာတို့ချိုယိုစုံတို့ဘယ်လိုခေါ်မလဲဇွန်စီကြော်ညာတို့ ਨੇ စတယ်လို့ထင်တာပေါ့အဲ့ဒါတွေကကြတော့လေမမေရဲ့နာမည်ကြီးွားတဲ့ကြော်ညာလေးတွေဆိုလူတွေကအကုန်လုံးမှတ်မိနေကြတော့ဒါလေးနဲ့စတယ်လို့ထင်တယ်ဒါပေမဲ့တကယ်ပထမအဦးဆုံးဒီလိုကင်မရာကြီးနဲ့ပေါ့နော်စပြီးထိတွေ့ဘူးတာပေါ့တကယ်အပြင်ကဘာမှမသိတဲ့ကလေးလေးတယောက်ကကင်မရာနဲ့စပြီးတော့တိဘူးတဲ့ကြော်ညာလေးကြတော့အဲ့ Gesso Black Cream Makeup ဆိုတဲ့ကြော်ညာလေးမှာစပြီးတော့မမေကစရိုက်ရတာအဲ့တော့ရိုက်တော့ရမ်းပျော်တော့ဗောသမီးရဲ့ကိုကယူသွတ်နေတာလေရိုက်ချင်တယ်ဆိုတော့လေရိုက်တော့ဆိုရင်ဒါရိုက်တာအကယ်ဒမီချစ်မင်းသူသူကရိုက်ပေးတယ်အမှတ်တရလွဲလေးတွေဆိုလို့ရှိရင်မမေကလေဟိုစကားပြောတာလည်းမြန်တယ်လှုပ်တာကိုင်းတယ်လက်တွေကလည်းတွက်ခြေတွေကလည်းတွက်ဆိုတော့သူကသမီးရဲ့မိတ်ကပ်ဘူးလေးကလည်းပါအောင်ဆိုဇွတ်ဆိုသူတို့ကဒီမှာငါမမီသေးဘူးကင်မရာကြောင့်မသိသေးရကင်မရာကြောင့်မသိတာသမီးပြောသူတို့အဲ့ဒါဖြည်းဖြည်းယူရတယ်ဆိုအသားလေးယူရတယ်ပြီးလို့ရှိရင်အသားလေးပြအဲ့လိုပေါ့နော်အဲ့လိုလေးလွဲလေးတွေရှိတယ်နောက်ပြီးကြတော့ဟိုမိတ်ကပ်ကြော်ညာဆိုတော့များသောအားဖြင့်ဒီမျက်နှာလေးတွေပဲစာရိုက်တာပေါ့နော်ဒါပေမဲ့မေတို့ကြတော့လောဘတွေကြီးတာပေါ့အဲ့တုန်းကကြတော့ဟာကြောင်ညာရိုက်ရမယ်ဆိုတော့ခါကြတော့ခြေသေးနေရလဲ special ဆို6တော့ကလည်းဖက်နှက်တွေကလည်းတခါတည်း၄စုံလဲရင်၄ရန်အစ်စ်တွေသွားွယ်တာသိရမလားအဲ့လို1set အဲ့လိုမျိုးပေါ့နော်အကြီးကျယ်ကြီးချဲ့တာပေါ့ခုတော့တိသွားပြီလေပေါ်ပိုင်းမဲ့ဆိုအောက်ပိုင်းကဝစ်ချင်မာတော့ဝတ်တော့တာဖက်နှက်တွေပါချင်မှပါတော့တာအဲ့လိုမျိုးအကြီးကျယ်ကြီးပြီးတော့ရိုက်လဲရိုက်သွားတာအောက်ကဘာမှမပါဘူးဒီလောက်ပဲပါသွားတယ်စက္ကန့်လည်းမပါဘူးဖက်နှက်လည်းမပါဘူးခြေသေးနေလည်းမပါဘူးဒီပေါ်ပိုင်းလေးနဲ့ပဲပြီးသွားပါတော့အားလေးကတော့အမှတ်တရပဲမမေကိုမေးပြီးပြီဆိုတော့မမေကသမီးကိုပြန်ပြီးမယ်ဒီမြင့်မြင့်ခင်ထုံးမုတ်စကားဝိုင်းကနေပြီးတော့သမီးလေးရောသမီးပထမအဆုံးရိုက်ခဲ့တဲ့ကြော်ညာကိုမှတ်မိလားပြောမှတ်မိလားဆိုတော့လေသမီးမှတ်မိရဲ့ကြော်ညာတွေတော့အများကြီးရှိမှထင်တယ်ဒါပေမဲ့သမီးစမှတ်မိရဲ့ကြော်ညာဆိုလို့ရှင်တော့ဒါဟိုကလေးအားစေးကြော်ညာလေးလေဟုတ်တယ်မမေနဲ့ပဲဟုတ်တယ်မမေနဲ့ပဲမမေပါမယ်ပြီးတော့တခြားအနုပညာရှင်တွေသမီးထင်တာ energy လဲဦးတို့ energy ရနာခင်တို့ပါမလားမသိဘူးเนาะအဲ့ဒါတော့သူတို့သားလေးတွေရောအဲ့လိုသမီးတို့ရွယ်တူလေးတွေကကျောင်းဆင်းလာလားမသိဘူးအလွဲအိလေးနဲ့အမေစီပြေးသွားတယ်လေအဲ့ဒါတကယ်ကိုအိတ်ကြော်ညာကိုလုံးဝအခုတည်းမှတ်မိနေအောင်ပဲပြီးမှလားဟုတ်တယ်အဲ့ဒါပထမဆုံးဖြစ်မယ်တဲ့နော်သမီးလေးကနော်ဒီထက်ငယ်တော့လည်းရိုက်ရင်လည်းရိုက်ပါပေါ့ဒါပေမဲ့ဝင်ဆောင်အားတိုးစီကြောင်ကြောင်ရိုက်ဖူးလားဘာလားတော့အဲ့ဒါလေးတော့ဟုတ်တယ်အမှတ်တရလေးလွှင့်ဖြစ်တယ်လေသူကလွှင့်ဖြစ်တယ်တော်တော်ဓာတ်ပုံလေးလည်းပါတယ်လေပါတယ်ဓာတ်ပုံလေးလည်းထွက်တယ်စပင်သူလိုမျိုးလေးနဲ့ဟုတ်တယ်တော့ဝါဖောင်းတယ်မျက်နှာလေးဖောင်းလေးအဲ့တော့တုတ်လေးကဲဒါဆိုလို့ရှိရင်တမီးနောက်တစ်ခုမေးချင်တာရှိတယ်ဟိုမမေနဲ့တမီးနဲ့ကြာ generation ကလည်းမတူဘူးလေမတူတဲ့အချိန်မှာမမေရဲ့ခက်ကဒီရုပ်ရှင်အကြောင်းတွေဂီတကြောင့်မမေဆိုတော့ရုပ်ရှင်ပေါ့နော်အဲ့အကြောင်းလေးတွေရောတမီးရဲ့ခက်နဲ့ဘာလေးกว่าလဲပေါ့ပြောပြပါရုပ်ရှင်အနေနဲ့စပြောရမယ်ဆိုလို့ရှိရင်စပြီးတော့ရုပ်ရှင်ရိုက်ကြရတော်တော်ကွာသွားပြီဘာလို့လဲဆိုတော့သမီးတို့အခုခေတ်ကရုပ်ရှင်ကို digital camera နဲ့ရိုက်ကြတာလေမေတို့ခေတ်တုန်းကကြတော့တကယ်ကင်မရာကြီးတွေ film ကင်မရာနဲ့ရိုက်တာအဲ့ film ကလေအရန်လဲရှားသလိုဈေးလဲအရန်ကြီးတယ်အဲ့ဒါကြောင့်မလို့မေတို့ကလေရုပ်ရှင်ရိုက်တဲ့ခါမှာအရန် pressure ရှိတာပေါ့နော်အရန်ဂရုစိုက်ရတယ်rehearsalဆိုလို့ရှိရင်လည်းအထက်အခါကိုတခါတည်းကိုကြည်ညက်နေအောင်လုပ်ရတာ
ဒီအဝင်အထွက်ကစကလုံးတိုင်းမှာအကောင်အဲ့လိုလုပ်ရတာလုပ်ပြီးတော့ရိုက်ပြီးဆိုလို့ရှိရင်လေဟိုစပြီပေါ့နော်5 4 3 2 1 action ဆိုတာနဲ့လေအဲ့ကင်မရာကြီးကြီးဆိုစလဲပြီးတိလားအဲ့မှာကိုကလည်းချင်းနေတော့လားဒုံကိုပြောတဲ့ဟာတွေမှားသွားမှာပဲအရန်ကြောက်တာတကယ်လို့ heavy scene တွေပါတွေပေါ့ကွာငိုတဲ့အခန်းတွေပါတွေဆိုလို့ရှိရင်ကိုကစကလုံးပြောတာမှားသွားလို့ကိုလုတ်တာမှားသွားလို့ပြတ်သွားမှာတွေပါတွေအရန်ကြောက်တာအဲ့လိုပြတ်သွားပြီဆိုတာနဲ့ feeling ကသွားပြီသုံးလို့မရတော့ကိုချင်းစားတယ်ဒီ digital camera နဲ့အောင်တော်တော်ဟိုဖြစ်သူများကြီးအားနာနေရတော့ဟုတ်တယ်အဲ့ဒါဆိုတော့လေစိတ်တွေပူပြီးတော့လုတ်ခဲ့ရတဲ့ဟာတွေကဟိုဒီဘက်ခစ်နဲ့ကြတော့လေဒီဘက်ခစ်ကကလေးတွေကြတော့လေကန်ကောင်းသွားတာပေါ့ကို10ခါလောက်ပြန်ရိုက်လဲရတယ်မကြိုက်မချင်းပြန်ရိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ကွာသွားတယ်ပြီးတော့အဓိကအခုဆိုလို့ရှိရင်ဒီ social platform တွေအများကြီးရှိတယ်ပေါ့နော်ဒီလာတဲ့ဒီဟုတ်တယ်အဲ့လိုမျိုး Facebook တွေရှိမယ်နောက်ပြီးကြတော့ channel တွေလည်းအများကြီးပဲရှိတယ်အဲ့ channel တွေမှာလည်းအများကြီးပရိသတ်တွေကကြည်ခွင့်ရမယ်သမီးတို့လိုနုပညာရှင်ရွေးချယ်စရာရမ်းများအရမ်းများသွားတယ်သမီးတို့လိုနုပညာရှင်အသစ်တွေနေတာလည်းကိုကဒီလိုမျိုး TikTok နဲ့ဖောက်မလား Facebook မှာဒီ page မှာဖောက်မလားဘလို့ဖောက်မလဲပေါ့နော်ပြီးတော့ကိုကဘယ် channel မှာဇလန်းတွဲနဲ့လုပ်မလဲအကုန်အများကြီးရှိတယ်မမေတို့ခေတ်တော့ကကြတော့ရုပ်ရှင်ဆိုလေရုပ်ရှင်ကားကြီးဒီရုပ်ရှင်ရုံမှာသွားကြည့်ရတာတခုပဲပြီးရင် TV မှာလည်းကြော်ညာဆိုရင်ကြော်ညာဇလန်းတွဲလည်းအများကြီးမလာဘူးအဲ့ဟိုဟာလည်းလေTV မှာလည်းအဲ့လိုဟာလေးတွေပဲစောင့်ကြည့်ရတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကဒီဘက်ခေတ်မှာအများကြီးအဆင်ပြေလာတယ်ပြီးတော့ပြောရမယ်ဆိုရင်ဟိုအခုခေတ်ကတော့တော်တော်လေးကိုအခွင့်အလမ်းတွေရောဘာရောများတယ်ပြီးတော့သမီးတို့ဟိုပါပေါ့မင်းသားမင်းသမီးပုံလေးလိုချင်တာအစပေါ့နော်သမီးတို့ဆိုရှင်သမီးကြိုက်တဲ့ Blackpink ဆိုတော့သမီးအကုန်လုံး download ဆွဲလိုက်တယ် save လိုက်တယ်ရသွားပြီသိရမလားပုံနှောင်းထုတ်လိုက်လို့ရသေးတယ်ဟုတ်တယ်မလားမေမေတို့ကတော့ကြတော့ကိုကြိုက်တဲ့မင်းသားမင်းသမီးဆိုလို့ရှိရင်တကူးတကကိုအဲ့မင်းသားမင်းသမီးရဲ့ပုံကိုပိုစတာတွေပြက်ကတိန်တွေကိုဝယ်ပြီးတော့မှကိုအိမ်မှာချိတ်တော့မှကိုပိုင်ရတာအဲ့လိုမျိုးဟိုပို့ပြီးတော့မမျက်နှာနှုံနဲ့ဟုတ်တယ်အဲ့လိုဖုန်းတွေပါတွေကနေစေးလို့လည်းမရအောင်ဆိုတဲ့အခါကျတော့မေတို့ကတော့ဆိုအဲ့လိုပြက်ကတိန်တွေဆိုလို့ရှိရင်လည်းအရန်ရရတာတစ်နှစ်ဆိုယာချီရရတယ်ပြီးတော့အဲ့လိုမျိုးပေါ့ပြက်ကတိန်အရန်ပေါက်တဲ့ပြက်ကတိန်ဆိုလို့ရှိရင်အဆောင်ကြီးကသိန်းချီရောင်းရတာဟာဘယ်နှစ်သိန်းလို့ပါတော့အဲ့လိုရောင်းရတာအခုခေတ်ဟိုဘယ်လိုခေါ်မလဲမမေပုံသွားမမေပုံတို့တမီးပုံတို့သွားပြီးရောင်းနေလဲသူတို့ပေါ့နော်ဒီမှာလည်းရနာပဲပေါ့နော်ဘယ်သူမှအဲ့လိုတန်ဖိုးကြီးပေးပြီးတော့ဝယ်မှာလည်းမဟုတ်ဘူးရှိပါအဲ့ပေါ့တမီးဆိုရင်တော့လေတကယ်ကိုဗာလဲတမီးလက်ကတ်ထားတယ် Blackpink ကတ်ထားတယ်လေ Blackpink show သွားတော့ကလည်းဝယ်လာတယ်ဝယ်လာတယ်ဆိုတော့အဲ့လိုလေးတော့ကောင်းရတာပေါ့အဲ့တော့မမေကလည်းပြန်မေးမယ်လေတမီးခုလက်ရှိဘယ်အဆိုတော့ဘာဂီတအမျိုးအစားကိုကြိုက်နေတယ်လဲပြီးတော့ရုပ်ရှင်ဆိုလဲဘယ်လိုကားမျိုးတွေကြည့်လဲဘယ်လိုဟာမျိုးကြိုက်လဲအဲ့ဒါသိကြလဲသမီးနားထောင်တဲ့ music တွေကတော့မမေလည်းသိတဲ့အတိုင်းပဲလေ Olivia တို့ Billie Eilish တို့ Madison Beer အများအဲ့လိုအဓိကသမီးကကြောင် pop ကြိုက်တာပေါ့နော်ဒါပေမဲ့အခုတော်တော်ကကြောင်လေအခု Olivia ကလည်းနောက်ဆုံး album ထွက်ထားရတဲ့မှာသူကကြောင်အရင် album တွေနဲ့နည်းနည်းကွဲပြီးတော့သူက alternative pop တို့ pop rock တို့ indie rock အဲ့လိုမျိုးတွေသွားတော့သမီးကအဲ့လိုမျိုးလေးပိုကြိုက်လာခဲ့အရင်ဆိုရင်တိတ်ပြီးတော့ဒီ rock တွေတိတ်နားထောင်တယ်လို့မဟုတ်ပါဘူး။သူဆိုလိုက်တဲ့အချိန်မှာသူနဲ့လည်းအရင်လိုက်ဖက်ပြီးတော့ကြိုက်တယ်ဆိုတော့ထိတ်တောင်မှအခုဆိုလို့ရှိရင်အဲ့ pop တွေပါ pop rock တွေပါအရင်နားထောင်လာတယ်ပေါ့နော်။ရုပ်ရှင်မှာဆိုလို့ရှိရင်တော့တမီးကအခုနောက်ဆုံးမျိုးနဲ့အတူကြည့်ရလေ obsession လေအရင်ကောင်းတယ်။ရန်ကောင်းတယ်တော့ကြတော့ဗာ psycho thriller horror လိုမျိုး horror တော့တိတ်မပါဘူး။အဲ့လိုပေါ့ဟို thriller လိုမျိုးပေါ့နော်အဓိကမိမိနဲ့လည်းတမီးကြိုက်တူမယ်ထင်တယ်အဲ့လိုပြူပြရဲရဲဆို conjuring တွေပါဆိုမကြိုက်ဘူးဟုတ်လို့ horror ဆိုမကြိုက်ဒါပေမဲ့အဲ့လိုဘာမှမမြင်ရဘဲနဲ့ကြောက်နေတာကြိုက်တာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့ဟိုကြည့်ရတာလည်းပို့ပြီးတော့အရင်ကြောက်တယ်ဆိုလို့ရှိရင်တော့ကြောက်တာပဲသိရောအဲ့ဇာကားအောင်မသိတော့ဒါကြတော့အဲ့ဟာကြည့်ပြီးတဲ့အချိန်မှာကြောက်တာမကြံခဲ့ဘဲနဲ့ဝမ်းနေပြီးကြံခဲ့တာနော်အဲ့လိုတော့ဖြစ်တယ်အဲ့ဒါတော့ကြိုက်ပါတယ်မရအောင်မမေကတော့ဟိုပါလေဂီတကတော့မမေကမှန်တယ်ပြောမစို့တိတ်တော့တမီးလိုမပြောတတ်ဘူးပေါ့နော်တချင်းကကောင်းရင်နောက်ထောင်လိုက်တာပဲဟိုရင်တော့မေတို့ကတော့သိရမလား rock တွေပါကြိုက်တယ်ကွာသမီးချင်းကြိုက်တယ်သမီးချင်းကတော့အမလီရှေ့ဆုံးကလေဒါဟိုဘယ်လိုခေါ်မလဲပရိသတ်လေအားပေးဆုံးပရိသတ် number 1 fan favorite artist ကဘယ်သူစတိထားဦးလေအမရင်တော့ကတော့ rock တွေကြိုက်တယ်ခုကျတော့သမီးပရိသတ်ဆိုတော့သမီးရဲ့ချင်းတွေမေကြိုက်တယ်ဂီတမျိုးစားတော့တိတ်မပြောတတ်ပါဘူးသမီးကလည်းခုကထွက်တာလေးကတော့ pop လေးတွေဆိုပြီးတော့ခုဒါပေမဲ့ခုသမီးထွက်မဲ့ဟာလေးတခုကသမီးကကြာ synth pop synth pop ဟာဟိုဟာလေးလေအခုထွက်မဲ့ဟာလေးကအခုမနေ့ကသမီးရိုက်လိုက်တာအဲ့ synth pop အဲ့ဒါမျိုးလေးအဲ့ဟာလေးမမပြောပြတတ်ဘူးဒါပေမဲ့တချင်းကတော့ကောင်းရင်ကြိုက်လိုက်တာပဲအထူးသဖြင့်သမီးအတန်လေးနဲ့အဲ့ချင်းလေးတွေဆိုမမေကကြိုက်တယ်ပေါ့နော်ရုပ်ရှင်ကြတော့မမေကသမီးသိပါတယ်မမေအမြဲတမ်းကြည့်လို့ရှိရင် crime thriller ဒါပဲ crime thriller drama အဲ့လိုမျိုးကြီးကြတော့လေဟုတ်တယ်ဟိုဘယ်လိုပြောရမလဲ comedy ဘယင်မှသာပြောတာနော် comedy ဆိုမကြိုက်ဘူး
comedy ကားဆိုထက်ကြိုက်တာ ဟုတ်တယ် comedy ဆိုလို့ရှိရင်ကိုကကြည့်သမီးရပြောင်းလိုက်ကြရအောင်ဆိုတော့မြင်ပြောတာ ဟို comedy ဟိုသားလေးမေမေကဘာဖြစ်လို့ဟိုလုတ်တက်နေလဲတော့မသိဘူးပေါ့နော်ပြင်မှာလည်းအဲ့လိုမျိုးပေါ့နော်ပြင်မှာပေါ်တော်နေလို့လားတော့မသိဘူး တကယ် comedy မင်းကပြုံးဆောင်နေမှာမဟုတ်ဘူး ဟုတ်တယ် အပြင်းနိုင်ဖို့ဖြစ် ဟိုရုပ်ရှင်ကြည့်ကြလေအဲ့ဟာတာကားဆိုရင်သိပြီးတော့မကြိုက်ဘူးအဓိကမြန်မာဟာတာကားမှကြိုက်သေးတယ်အဲ့အင်္ဂလိပ်ဟာတာကတော့ပူဆိုးသွားပြီကြည့်ကိုမကြည့်ချင်တော့တာအဲ့လိုမျိုးဒါအမှန်တိုင်းပြောတာမမေဆိုရင်ဒါ Mr Bean ဆိုလို့ရှိရင်တကယ်ကဘာမှာအရင်နာမည်ကြီးတဲ့ဟာတာဒီလိုမျိုးပေါ့ကားမျိုးတွေရိုက်ခဲ့အဲ့ကားတကားပြအောင်မကြည့်ဘူးအဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲဒီက item တွေဆိုတာမမေကအဲ့လိုခိုးတာလည်းဘာညာတခုမှမရှိတော့ဆိုမကြိုက်လို့မကြည့်ဘူးမေကြိုက်တာတွေကအဲ့လို thriller တို့တကယ် heavy drama တို့ဆိုလေအဲ့လိုမျိုးကြိုက်တော့ကြိုက်တယ်ဟိုလိုမျိုးခုနကားမျိုးလို့ကြိုက်တယ်ဒါပေမဲ့လေအဲ့လိုကိုစိတ်အပန်းဖြေဖို့ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးကားရွေးမကြည့်အဲ့လိုဟာတာဥမာဆိုရင်ထိတ်သမီးဆိုလို့ရှိရင်ခုကာတွန်းကားရွေးကြည့် ဟုတ်တယ်အမလေး သူကလေဘယ်ချိန်မှဆိုကြည့်တာ ဒါပေမဲ့ကာတွန်းကလည်းကြည့်ရတယ်နော်ဘာလို့လဲဆိုတော့ तू ကလေတစ်ချိန်လုံးသူ့ရဲ့ကာတွန်းတွေကိုလေမေမေတူတူကြည့်မယ်မုတ်စားပြီးတူတူကြည့်မယ်ဆိုကို့မှာကြည့်ရတယ်အဲ့လိုလေးတော့လည်းကြိုက်ပါတယ် ရွေးအဲ့လိုပေါ့နော်စိတ်နည်းနည်းဟိုမောနေရဖာဆိုလို့ရှိရင်တော့အဲ့လိုမျိုး comedy ဟိုအင်္ဂလိပ်ကားတကအရန်ကောင်းတယ်လေဟို The ကာတွန်းနဲ့ Devil Wears Prada အရန်ကောင်းအဲ့ တူကြည့်ရသေးဘူးနော် အဲ့တူးမကြည့်ရတယ်ငါသမီးငယ်တော့ကြည့်တာဟာလေငယ်တော့ဆိုတာဟိုကကာတွန်းကနေပြီးလူကာတွန်းကားတွေကိုလူနဲ့ရိုက်တာလေ လူနဲ့ရိုက်တာ အကားကြီးအများကြီးပဲကွာ အများကြီးပေါ့ Snow White Wednesday လို့ဟာမျိုးတွေကွာ Snow White Day Snow White ကိုမှ Wednesday ကတော့ကာတွန်းတော့ Snow White Snow White ကိုမှဟိုဘက်ကပြန်ရိုက်တာလေ Snow White နေရမှာမဟုတ်ဘဲနဲ့ အော် Snow White မဟုတ်ဘူးပြောတာ Maleficent ကိုပြောတာ Sleeping Beauty ကိုပြောတာ Sleeping Beauty အဲ့ဒါမှကောင်းတယ် ဆို ပေါ့ လို့ရှိရင်ထက်အဲ့လိုမျိုးကြိုက်တယ်ကြိုက်တော့အမေကလည်းလိုက်ကြည့်ရတယ်အမေနဲ့ကြည့်လို့ရှိရင်လည်းအဲ့လိုအမေကြိုက်တဲ့ဒီ crime thriller ဆိုကြောက်နဲ့လိုက်ကြည့်ရအဲ့လိုစိတ်မောပြီးတော့လေစိတ်မောနေတာ အဓိကတော့လေသမီးလေးနဲ့မမေကထိန်ဖြုံးကျင်တယ်ဆိုတဲ့ခါကျတော့အဲ့လိုကားလေးတွေကြည့်လိုက်တော့တင်းလိုက်တော့ဟဲဘလူးအဝတ်စားတွေကဘလူးဘလူးကြီးတော့အဲ့လိုတင်းတော့ပြောလို့ရနေလို့ဒါလေးကကြတော့ပျော်ပြီးကြည့်တာ ဟုတ်တယ် တကယ်တည်းကိုတယောက်တည်းဆိုတော့ဟာခါစိတ်လေးနဲ့ကြည့်မယ်ဆိုတော့ ခုတူသွား တကယ်ဟုတ်တယ်တူသွားပြီ တူသွားပြီ တူသွားပြီမင်းနဲ့ဖေဖေနဲ့အသရေလာညာ cry ဒါပေမဲ့သူကနည်းနည်း action ဖတ်ချင်တယ် action ဘက်ကိုသွားချင်တယ် action ဘာညာလေးလာတယ်မမေကတော့ action ကြောက်အောင်လည်း main clue ဆိုတော့ action ကြိုက်တာပေါ့ ဟုတ်တယ်မမေကတော့ action လုံးနဲ့လေရိုး crime လောက်နဲ့လောက်လိုက်ရဲအဲ့လိုနည်းနည်း ခါကြိုက်လဲဇက်တွေမှာမျောပါဆိုတော့သမီးဝင်လာရင်တော့မှသမီးညာရင်ဆိုရင်မေတို့ကတော့ရလေကတော့ရချိန်မှာဝင်လာတော့မှသမီးနောက်မှလာကတော့နောက်မှလာကတော့မေတို့ဆိုရန်ကောင်းနေ သူအဲ့ကန်ဒီဆိုလာပြီးကတော့လေမမေနဲ့ဖေကတော့မယ်ဆိုကိုကလင်မြန်းတော့ကစက်ကောင်းလေးရောက်နေပြီသမီးခဏလေးဆိုပြီးတော့သူ့ခဏစောင့်ခိုင်းတာသူကအဲ့ဆိုစောင့်ရတယ်ပြီးတော့မှကတော့ပေါ့နော်အဲ့လိုမျိုး ပြီးတော့နောက်တစ်ခုမေးစရာရှိသေးတယ် ဒီပါရှင် တကယ်လို့ဒါမမေနဲ့တမီနဲ့ collaboration တစ်ခုပေါ့ဥပမာရုပ်ရှင်ပဲဖြစ်ဖြစ်ဒီ music ပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ရမယ်ဆိုလို့ရှိရင်မင်းကတမီနဲ့ဘယ်လိုပုံစံလေး collaboration လုပ်ချင်လဲ ရုပ်ရှင်မှာဆိုရင်တော့လေသမီးနဲ့မမေကတော့တားမိဆိုတော့လေတားမိရရင်တော့ပို့ပြီးတော့မမေမှုပါမှာပေါ့နော်ဟိုသမီးလေးဆိုတော့လေနော်အဲ့ဘောဟိုလိုမျိုးအေးဘောအစ်စ်ဖြစ်နေတော့လေနော်အရွယ်ကလည်းတားမိရွယ်ပေါ့နော်အမအရွယ်လည်းမဟုတ်ဘူး ရရလေပြင်မာလို့အဲ့လိုမျိုးဖြစ်နေကြတာ အေးဘောအဖွားယူထားပြီးတဲ့ခါကျကမလေးငယ်လေးနဲ့ဖောက်ပြန်တာပေါ့မင်းသားအဲ့ဆုံးတော့ ပေါ့နော်ဦးနဲ့မောင်လေးပေါ့တမီးကြောင့်မောင်လေးတမီးကြောင့် ခါတော့မေတို့အောင်ပြောသေးတယ်လေအဲ့လိုမလုပ်အောင်ဆိုလာငှားသေးတယ်လေမေတို့မရိုက်ဖြစ်တာလေအေးဟုတ်တယ်အဲ့လိုမျိုးလေးလည်းမစိုးတော့မစိုးပါဘူးသားမရတော့ပိုကောင်းပါသားမရတော့ပိုကောင်းပါတယ်ဟိုလိုအမြင်လေးဆန်းသွားတယ်နော်အဲ့လိုမျိုးလေးဆိုလဲအမြင်လေးဆန်းသွားတာပေါ့နော်တချင်းကတော့သမီးရဲ့မင်းကစိုးတော့ဘူးလေသမီးနဲ့ဆိုလိုက်မင်းကခွမ်းနေပေါ့လွယ်လေးပေါ့ chorus လေးပဲဆိုပြီးလွယ်လေး ဆိုတော့ပါဦးသမီးရဲ့တချင်းကတော့သမီးပြောကြည့်ကဲတချင်းဆိုလို့ရှိရင်သမီးကဘယ်လိုဟာမျိုးကိုဆိုချင်လဲပြောကြည့်ဟိုပါပေါ့ pop ကိုမှအဲ့လိုပေါ့အမေနဲ့သမီးနဲ့အမှတ်တရဖြစ်စေမဲ့တချင်းလေးပေါ့မိဘနဲ့သားသမီးအဲ့လိုမျိုးပေါ့ပေါ့လောက်ရမယ်ဆိုရင်မိဘနဲ့သားသမီးချက်ချင်းမြတ်တာလေဥမာချက်ချင်းမြတ်တာပါလေရှိုင်းဆိုလို့ရှိရင်လည်းအမေအတွက်ဆိုပြီးဆိုထားရယ်ကွာမိဘမြတ်တာရပါလေဆိုမိဘမြတ်တာတချင်းမျိုးလေးကိုဆိုချင်တယ်ဟုတ်တယ်အဲ့လိုမျိုးရုပ်ရှင်ဆိုရင်ရုပ်ရှင်ဆိုလို့ရှိရင်တော့ဟိုစမ်းမအောင်လို့လေအမေကိုကြားသမီးရလေရောက်ခမလုပ်ချင်တာအဲ့လိုရောက်ခမအောင်မအဲ့လိုအရန်မောက်မာရောက်ခမပေါ့ဟာရိုင်းမောက်မာမှာမင်းပြီးပေးမှာကိုသမီးလေးကိုမောက်မာပဲပြီးပေးမှာမလားအဲ့လိုရောက်ခမလို့လေအဲ့လိုမျိုးလူတာမဟုတ်တော့ဘဲနဲ့ရောက်ခမမစိုးဘူးလားငါသားနဲ့နေတန်လို့လားအဲ့လိုမျိုးတူလို့တော့တန်လို့လားမရှိတဲ့သားကိုစိတ်ကူးညင်ပြီးတော့ပြောလိုက်အေးပြီးရောမစိုးပါလားလဲသမီးသိချင်တာလေးရှိသေးတယ်ဟိုမိမိရဲ့ပေါ့နော်လူပညာတစ်ခုမှာမိမိကောင်းတယ်ဆိုပြီးသတ်မှတ်တဲ့စံနှုန်းတစ်ခုကိုသမီးသိချင်တယ်စ
စံနှုန်းတစ်ခုဆိုအဲ့ဒါကြတော့နည်းဟိုပြောရတာနည်းနည်းခက်တယ် ။ညဆိုကျဲတော့ကျဲပြန်တော့ငါဆိုအဲ့ဆိုမေးလိုက်တော့မယ်ဇကားတစ်ခုပေါ့ထားလိုက်ပါဇကားတစ်ခုကြည့်ပြီးသွားရဆိုလို့ရှင်မိမိစံနှုန်းကိုဘယ်လိုအချက်လက်တွေကမှီမလဲပေါ့ စကားတကားကြတော့လေအဲ့လိုမျိုးဟိုကြိုက်ဖို့ဆိုတာကလေအဓိကဇက်ကလည်းဟိုကောင်းနေရမှာပေါ့နော်ဇက်ကလည်းကောင်းနေရမယ်နောက်ပြီးကြတော့ဟိုရိုက်ချက်တွေကလည်းမိုက်နေရမယ်သိလားအဲ့လိုကြီးထောင်ပြီးရိုက်တဲ့ပုံစံပြောသလိုလေအဓိပ္ပာယ်ရှိနေရမယ်ဟုတ်တယ်တဘာဝလုံးနေမဟုတ်ပဲနဲ့မိမိရဲ့စံနှုန်းကပေါ့ဟုတ်တယ်နည်းနည်းဟိုပေါ့နော်ဟိုဒါသမီးနဲ့တော့အပြောကြည့်တာပေါ့နော်ဟိုသမီးနဲ့ကြည့်တဲ့ကားမျိုးလိုမျိုးတဘာဝမကြတာတွေတို့နည်းနည်း over ဖြစ်တာတွေကြာမသိမကြိုက်ဘူးပေါ့နော်အဲ့လိုဆိုတော့စံကတော့ထားမယ်ဆိုတော့စကားရန်ဆန်နေမကြိုက်ဘူးစကားရန်ဆန်နေမကြိုက်ဘူးအဲ့တော့ဇက်လဲဟိုကောင်းရမယ်ရိုက်ချက်တွေလည်းကောင်းရမယ်အဲ့မှာပတ်ဝန်းတဲ့မင်းသားမင်းသမီးတွေကလည်းအသေးရုပ်ဆောင်တာတွေကလည်းအကုန်လုံးထိမိနေရမယ်ပေါ့နော်နောက်ပြီးကြတော့မေမေတို့ကြတော့ရုပ်ရှင်တကားကြည့်ပြီးဆိုဒီမင်းသမီးဘယ်လိုမျိုးဘက်ကလာတယ်ဆိုတော့လေရုပ်ရှင်ဘက်ကလာတယ်ဆိုတော့continuity ကရဲ့လားတော့အင်္ဂလိပ်ကတော့လိုက်ပြီးကြည့်နေတာဟဲမဓာတ်လေကားထဲမှာမကြိုက်ဘူးနော်မကြိုက်ဘူးဓာတ်လေကားထဲမှာခန်းထဲမှာဟဲခုနကတော့မင်းစပင်းကဟိုလိုကြာနေအခုကြာဟိုလိုဖြစ်သွားပြီအရန်နေဆက်ဆူတာတဲ့လားဘာလို့လဲဆိုတော့ခါကြတော့ဓာတ်လေကားထဲမှာကြားတဲ့ခန်းတွေပါတယ်ဆိုသူတို့3 4 5ရက်မကောက်ဘူးပေါ့သူတို့စီကိုတအားရရမှာလေသူတို့ဆိုရင်ဒီခန်းတစ်ခန်းကိုအဲ့ဒါဆိုရင်ကိုလိုက်ကြည့်နေပြီသိလားအဲ့ဒါကြောင့်မလို့မေမေတို့ကလေဟိုပြောရင်တော့ချော်ကုန်တာတော့မသိဘူးအဲ့ဒါကြောင့်မေမေကလေတရေကားကြည့်ပြီးတစ်စက်မှမကြောက်တတ်ဘူးဆိုတာတရေကားကြည့်ပြီးရုပ်ရှင်လိုပဲမြင်နေတဲ့အတွက်ကြောင့်မလို့လုံးဝကိုမကြောက်တာအဲ့ဒါကြောင့်မလို့နိုင်ငံသားတွေသွားတယ်ဆိုလဲသမီးတို့တရေအိမ်လုံးဝမဝင်ရဘူးလေလုံးဝမဝင်ရဘူးကိုတွေကရိုလာကိုစံပြေးရတာအခုပိုးတော့မဝင်ရတော့လုံးဝမဝင်တာကိုတွေကတယောက်ထဲလဲဝင်ရတယ်အဲ့ထဲကတရေတွေဘူးဆိုထွက်လာလဲဒါအယုတ်တွေပါလားဆိုတိနေတာရုပ်ရှင်ကြည့်ရင်လဲလေကိုကအဲ့ဒီရုပ်ရှင်တွေကဘလို့ပဲဖြစ်ဖြစ်ဒါရဲ့ရုပ်ရှင်ပဲဒါဆိုတာတိနေပြီးဘာလာပြီးရင်ဘာလာမယ်ဆိုအရန်နေနှက်နေပြီရုပ်ရှင်ကြောတွေကကြည်တာတွေရောရိုက်တာတွေအရန်ဝါတဲ့ခါကျတော့အဲ့ဒီရုပ်ရှင်တွေကိုလေတရေကားတွေမကြောက်တတ်တော့အဲ့တော့တရေကားတောင်းဆိုလို့ရှိရင်လေမကြည့်ဘူးခုနပြောတော့တမိပြောတော့တရီလာလိုမျိုးပေါ့အဲ့လိုဘာမှမသိစိတ်ချောက်ချတာဆိုရင်နည်းနည်းလန့်လဲအဲ့လိုစိုက်ကိုလည်းနည်းနည်းပါအဲ့လိုဆိုလန့်တယ်တကယ်တေး view ပြဲထားချောက်တယ်ဇက်မှတ်ကိုမကြောက်တာအဲ့လိုတွေဖြစ်တာပေါ့နော်အဲ့တော့စံနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အဓိကကတော့ဇက်လိုပဲပြောရမှာပေါ့နော်ဒီတေးလောက်ရမယ်ဒီတေးလောက်ထားတဲ့ဇက်တစ်ခုပေါ့ဇက်အိမ်လဲကောင်းရမယ်ဒီတေးလဲကောင်းရမယ်အဲ့ဆိုလို့ရှိရင်အဆင်ပြေတယ် perfect ဖြစ်နေရမှာဆိုမမေတို့ကြိုက်တဲ့ကားဆိုတော့ရန်ကို perfect ဖြစ်နေလို့ပေါ့နော်ကဲသမီးရောပြောသမီးကတော်တော်ကုန်သွားတယ်သမီးကကြာလေဘယ်လိုမျိုးလဲဆိုတော့လေအဲ့လိုကြံခဲ့တဲ့ feeling ပေါ့နော်စကားတကားကြီးကိုကြည့်ပြီးကြံခဲ့တဲ့ feeling ကအဲ့လိုတချို့ကားရဆိုကြည့်ပြီးလို့ရှိရင်2ရက်3ရက်ကအဲ့ဟာပဲစဉ်းစားဥမာအခုဆိုရင် obsession ပေါ့နော်ခုနပြော obsession ဆိုလို့ရှိရင်လေ2ရက်3ရက်လောက်ရှိပြီးတော့ကောင်မလေးတနာပါတယ်ပေါ့သူ့မှာလေဘယ်လောက်တောင်ပိတ်လောင်နေမလဲပေါ့နော်အဲ့ဒါတော့ spoiler ထိသွားပြီလားတော့မသိဘူးဒါပေမဲ့ spoiler alert နော်ကြောက်မယ်နော်အဲ့ကားဆိုလို့ရှိရင်ပေါ့နော်ကောင်မလေးကကြာတော့အထဲမှာပိတ်မိနေရတယ်အဲ့လိုတခုခုကအဲ့လိုသူ့ဝင်စီးသွားပြီးတော့လေသူ့ပေါ်စီးပြီးတော့လေသူမကြိုက်တဲ့ကောင်လေးကိုသူကကြိုက်နေရတယ်လို့ဖြစ်နေရောသူဆိုဘယ်လောက်တောင်ပိတ်လောင်ထားမလဲပြီးတော့နောက်ဆုံး ending ကသူတယောက်တည်းအသက်ရှင်ပြီးချန်ခဲ့ရဆိုတာလေအဲ့လိုဟဲသူတကယ်အသိစိတ်ပြောင်းမလာချင်မှာအကုန်လုံးကသေနေဆိုတော့ဟဲသူထောင်ထဲကြာမလားဆိုတနာပါတယ်ဆိုပြီးတော့အဲ့သူ့တနာလုံးလေ2ရက်3ရက်ကစဉ်းစားတနာလိုက်တာဆိုဖြစ်နေဆယ်ကျင်အဲ့နေမှာတော့မတူတော့ဘူးအမင်းနဲ့သမီးအဲ့နေမှာလုံးဝမတူတော့ဘူးဘာလို့လဲဆိုတော့သူဒီအရန်ခံစားပြီးမပြီးနိုင်မစည်းနိုင်ခံစားကြည်ရ2ရက်လောက်တဲ့ကိုတွေကကြည့်ပြီးသွားပြီးွားပြီဟိုစိတ်ထဲမှာမရှိတော့ဘူးဟိုအဓိက TikTok တွေမှာလည်းတက်လာလေတက်လာတော့အဲ့ဟာလေးကြည့်လို့ဟုတ်တယ်နော်ဟုတ်တယ်တနာလိုက်တာဆိုဖြစ်နေတယ်အဓိကသမီးကကြတော့အဲ့လိုမျိုးပေါ့ဟိုခုနပြောလို့ကြည့်တဲ့ကားမှာလည်းကိုကခံစားပြီးတော့ဟိုဟာလောက်တယ်ကိုရရင်လည်းအခုမှသမီးဟိုယုံတင်မဲ့မီချယ်လိုကားမျိုးဆိုလဲသမီးကခံစားရတယ်ခံစားပြီးတော့အဲ့မှာရှူတင်မှာလဲသူဟိုစကားပြောတာစားသိမပြောဘူးဘာလို့မပြောလဲဆိုတော့ပုံမှန်စနေတောက်ဖြစ်တာဆိုလို့မီချယ်လိုပြောတာလေမီချယ်လိုပဲလိုက်ပြောတာပြီးတော့ဘယ်လောက်ထိဟိုခံစားထားလဲဆိုလို့ရှိရင်သူကမီချယ်ကားရိုက်ပြီးတဲ့အထိကိုတစ်ခါကြာရင်မေးဘာဖြစ်တယ်လုတ်တဲ့ပုံစားမယ်ဆိုလွတ်ပြီးတော့စားမယ်ဆိုပြီးတော့လွတ်ပြီးမီချယ်လိုပြောတာဟဲ့နီမီချယ်ဖြစ်နေပြန်ပြောရတယ်သူတော်တော်ကြာတဲ့အထိကိုမပြောက်ဘူးအဲ့ဒါကြောင့်မမေနဲ့ကွာသွားတယ်မမေကကြတော့ထောက်တက်တယ်စိတ်လုံးဝကိုပြီးသွားပြီမိုးရခါရိုက်လဲဘလောက်ငုံကိုအခုဘလောက် heavy ပြီအခုပြီးပြီဆိုတာနဲ့3မိနစ်တောင်မကြာဘူး2မိနစ်နဲ့ cup ဆိုတာနဲ့ပြီးသွားပြီအိမ်ပြန်လည်းမပါတော့ဘူးရှူတင်မကုန်ပါတော့ဘူးရိုက်ရင်လည်းရက်ခဏဒီမှာပဲအဲ့စိတ်ကိုထည့်တယ်လုံးဝကိုအဲ့လိုနှုတ်နေရလေအဲ့တော့စိတ်ထဲမှာအဲ့လိုဘာမှမထားတယ်လို့နှုတ်နေရအရင်အဲ့လိုဟုတ်လားဟုတ်တယ်တကယ်ကဲစားပါအောင်မြင့်ခင်လေးထုံထုံလေးမြင့်ခင်လေး basically စားလိုက်ပါအောင်မေကိုမြှောက်လို့လေညမှုကျွေးလိုက်တာပြီးတော့မမေနဲ့သမီးနဲ့လေးတက်တဲ့တယောက်တင်ယူရမယ့်ຢာလေးတွေလမ်းနှင်းလို့ရမယ့်ຢာလေးတွေအကြံဉာဏ်ပေးရမယ့်ຢာလေးတွေကိုပြိတက်သိအောင်နည်းနည်းပါးပါတက်တဲ့တယောက်ပြပြကြမယ်သမီးကမမေကိုဘယ်လိုလေးတွေအကြံပေးခြင်းလဲဘယ်လိုလေးတွေဟောဖြစ်ခြင်းလဲ
ချန်ပီယံဆရာတော့မရှိတော့ပါဘူးဆရာမကြီးဆို အမေ ဝါရင်ထက်ဆင့်ကယ်ဒမီဆိုတာ ဘလူးဟောစားပါဦးစားပါဦး basically စားလာပါဒါမဲ့တမီးကကျွန်မမျိုးအားကြတခုရှိတယ်ခုနပြောတဲ့အတိုင်းပဲเนาะမမီးကကြာအလုပ်နဲ့ personal နဲ့အဲ့လိုခွဲထားနိုင်တာလေအဲ့လိုတမီးဆိုလို့ရှိရင်အလုပ်ဆိုလို့ရှိရင်အလုပ်ကဟာတွေကိုလည်းအဲ့လိုအိမ်တိန်သွားတာပဲမမီးချဲဆိုလည်းမီးချဲဖြစ်နေတာပဲမမီးကကြာတော့အဲ့လိုမျိုးမထည့်ထားလို့လည်းမမီး idea ရော့နေရပါလည်းမဟုတ်ဘူးအဲ့လို on scene မှာတော်တော်အဲ့လိုအဆင်ပြေနေတယ်အဆင်ပြေပြီးတော့ဒါပေမဲ့ပြီးလို့ရှိရင်မြောက်တာတော့မဟုတ်ဘူးဒါကပေါ့နော်ဒါကို technique နဲ့ကိုပေါ့နော်ချုံမင်းသမီးရေသမီးလိုမျိုးလိုလူတွေကြတော့လဲမှုကိုထည့်ထားလို့ရှိရင်တော့သူတို့ပို့ပြီးတော့လှုပ်လို့ပါတယ်ပေါ့ဒါပေမဲ့မေကကြတော့အဲ့လိုထည့်ကြမလို့မေသမီးပြောဘူးပဲလေအိတ်စင်းမော်ရောက်မှာပဲဒါကကိုယောက်ျားဆိုကိုယောက်ျားလို့ထည့်လိုက်တယ်ကိုဖေဆိုကိုဖေလိုက်တယ်တကယ်အပြင်ကအဖေတွေအပြင်ယောက်ျားတွေမရောနေတော့အဲ့ဇက်ကောင်ကိုပဲစီမျောလိုက်တယ်ပေါ့နော်ဒီအခိုက်တန်တစ်ခုမှာပေါ့အဲ့ဒါလေးကိုအားကြအဲ့လိုလဲလုံနိုင်အောင်စူးစမ်းဆိုလို့ဆိုရှင်ပင်မန်းလို့လေအဲ့ဒါကြတော့စိတ်ရမ်းပင်မန်းတာအဲ့ဒါကြတော့လဲလေဟိုလူကသူ့စိတ်နဲ့သူပဲတိလားတမီးနဲ့မမေနဲ့ဘလောက်ပဲသားမိပဲဖြစ်ပါစေစိတ်ချင်းကမတူဘူးအဲ့လိုမျိုးဟိုထောက်လျှောက်ထည့်ထားပြီးတော့တကယ်ကိုလုပ်ပြီးတော့အရန်ကောင်းတဲ့မမေတို့ဒီမြန်မာမှာလည်းအမှုပညာရှင်တွေမှာလည်း academy မင်းသမီးအများကြီးရှိတယ်။ဘာကြောင့်လဲတော့ပြောမိရင်ဟောအမတမီးကအဲ့လိုမျိုးအမအဲ့လိုမဟုတ်ဘူးလားဒါပေမဲ့ तू ကအဲ့လိုထည့်ထားတာထောက်လျှောက်ရုပ်ရှင်ရိုက်နေရိုက်တဲ့ဘယ်နှစ်လတစ်လလုံးလို့ तू အဲ့လိုစိတ်ထည့်ထားတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေလည်းရှိဒါပေမဲ့အဲ့လူတွေကလည်းတော်နေတာပဲသမီးရဲ့ဒါဆို तू ဖြစ်လာတယ်သူ့ရဲ့ဒါပေမဲ့လည်းဒါကတော့သူ့ရဲ့ဟိုပါပေါ့နော်သူစိတ်ခံစားချက်နဲ့ तू ဖြစ်တာပေါ့နော်မမေကကြတော့မမေရဲ့အကျင့်ကိုကမမေကဟိုဒီကားထဲမှာအမေသေးတယ်ဆိုရင်ဒီအမေပဲဒီအမေကအပြင်ကအမေသေးတာကြီးကိုလည်းလာပြီးကူးပြီးယူလို့မရအောင်ချို့ကြတော့အပြင်ကကူးတာမမေကမကူးတတ်ဘူးပြီးရင်လည်းဟိုဟာတာပဲဖြစ်ဖြစ်ငိုတာပဲဖြစ်ဖြစ်ဟို action ဆိုမှပဲစိတ်ထဲတယ်ပြီးပြီဆိုတာ cut ဆိုတာနဲ့ပြီးသွားပြီလုံးဝမထည့်ဘူးပေါ့နော်အဲ့ဒါတော့မမေရဲ့စိတ်ပေါ့မမေစိတ်ကအဆင်ပြေနေအရင်အဆင်ပြေနေဒီလုံးနဲ့အရင်အဆင်ပြေရလေဟုတ်တယ်လေဆိုတော့ကာစားခါဆိုတကားပြီးတကားရိုက်နေကူးနေရဟုတ်တယ်အဲ့တကားဒီစကားကိုတဲသွားလို့လည်းမရအောင်အိမ်ကိုလည်းတဲလာလို့မရပြန်အောင်အဲ့လိုဖြစ်ဒါပေမဲ့အဲ့လိုပဲဖြစ်သွားတာပါပဲကိုကဒီဘက်မှာ character တစ်မျိုးဟိုဘက်ရောက်တော့ character တစ်မျိုးဒီလိုပဲလုပ်ရတာပါပဲတယောက်နဲ့တယောက်ကဒီလိုပါပဲသမီးရဲ့မမေကြတော့လည်းသမီးရှီကသင်ယူမဲ့ဟာလေးတွေဆိုလို့ရှိရင်ကြတော့သမီးရဲ့ဒီဟာပေါ့နော်ဟိုတတိရှိနေပဲလှုပ်ဆိုမဆိုလှုပ်တာပေါ့နော်လှုပ်နိုင်တယ်ဆိုတော့စိတ်ပေါ့အဲ့ဒါမျိုးရှိတယ်မမေတို့ကြတော့ဟိုကိုသိပြီးတော့တတိရတော့ရှိတယ်တတိရရမ်းရှိတယ်လှုပ်မယ်ရတယ်သိတယ်လှုပ်လိုက်မယ်ဆိုဟဲ့မမေတော့ငါလှုပ်နိုင်ပါမလားပေါ့အဲ့လိုမျိုးတွေတော့မမေကရှိတယ်သမီးကကြတော့လှုပ်နိုင်တယ်လှုပ်မယ်လှုပ်တတ်တယ်ဆိုအဲ့လိုမျိုးပေါ့နော်ပြီးတော့သမီးတို့ကြတော့ဟိုပို့ပြီးတော့လဲဒီဟွာကိုပို့ပြီးတော့ဖုန်းတွေလည်းပို့သုံးတတ်တာလည်းပါတာပေါ့နော်တခုဆိုလို့ရှိရင်သမီးအခုဆိုရင်တချင်းနေမှာဆိုလဲဘယ်လိုမျိုးစားတွေကစားသမီးအကုန်သိတယ်မမေကြတော့သမီးကိုမင်းနေရတော့ပဲဟဲ့ဒါကဘယ်လိုလုပ်ရတာလဲဘယ်လိုမျိုးစားလဲဒါတော့မြတ်ဆိုတော့မှမဟုတ်အဲ့လိုပေါ့မဟုတ်ဟိုဇကားဆိုလဲလိုပါပဲဘယ်လိုတေချာမသိဘူးပေါ့နော်မမေတို့ကြတော့သမီးတို့ကြတော့ဒီဟို English လိုအများကြီးကောင်းတာလည်းပါတယ်နောက်ပြီးကြတော့အမြဲတမ်းဒီလိုမျိုးဖုန်းတွေမှာလည်းသုံးတတ်တာလည်းပါတော့မမေတို့ကြတော့အဲ့ဟာတွေကိုမသိဘူးသမီးတို့မှာပဲအမြဲတမ်းမေးရတယ်လေအဲ့လိုမျိုးဟိုဟာလေးတွေလောက်တာအစားကွာတချင်းလေးတွေ edit လောက်တာအစားမသိဘူးပေါ့အဲ့လိုဟာဘိုင်းနေလည်းမသိဘူးအဲ့လိုဒီပညာနဲ့ပတ်သက်ပြီးတော့အများကြီးတက်လာပြီမေအဲ့နဲ့တက်လာမစိုးပါဘူး TikTok မှာဆိုရင် video accept ပြီးတင်တာအဆင်ပြေနေဟဲ့လားမစိုးတော့တစ်ခါတလေပေါ့အခုချိန်လေးကတော့မြင့်မြင့်ခင်ထုံးမုံစကားဝိုင်းမှာပရိသတ်လေးတွေမိထားတဲ့မိကွန်းလေးတွေကနေပြီးတော့ဟိုတူတဲ့မိကွန်းလေးတွေပေါ့နော်ထုတ်ထားတယ်၃ခုရှိတယ်အဲ့ဒါလေးတွေကိုမခိုင်လေးတို့သားမိရဖြည့်ပေးမှဖြစ်ပါတယ်ရှင်အဲ့တော့သမီးကအရင်ဆုံးဖြည့်ပေးလိုက်သူတို့မိထားတာဗာလေးရှိလဲဆိုတော့လူကြီးနဲ့တဲ့လူငယ်တဲ့မျက်မှောက်ခစ်မှာအတွေးမြင်လေးတွေကိုတဲ့ဆွေးနွေးစေချင်ပါတယ်တဲ့ကဲသမီးကဘယ်လိုဆွေးနွေးကြလဲဆွေးနွေးဖို့အများကြီးလို့ထင်တယ်ဆိုတော့အများကြီးတော့ပြောင်းသွားတယ်ရုပ်ရှင်တွေဘာတွေဘက်မှာလဲဘလို့အတွေးမြင်တွေပြောင်းသွားလဲဆိုတော့အရင်ခက်ကဆိုလို့ရှိရင်အဲ့လို van တို့ villain တို့ဘယ်သူမှမလုပ်ရဘူးခုခက်ကြလှုပ်ချင်နေကြအဲ့ van နေရာမှာပေါက်တာအဲ့ van နေရာမှာတရုပ်ဆောင်တဲ့လူကပေါက်တာဟုတ်တယ်ခုခက်နာမည်ကြီးမင်းသားမင်းသမီးတွေလှုပ်ကြတယ်ဟုတ်တယ်ပြီးတော့သူကလည်းအဲ့လိုလေအစဲခံရတယ်လေစင်ရန်ပြည့်တယ်သူတို့အတွက်ပေါ့နော်အစဲခံရရင် character ပြီးပြင်းနေဆိုတာဖြစ်တဲ့အတွက်ကြောင့်အစဲခံလည်းဘာမှဖြစ်ဘူးဟုတ်တယ်အရင်ခက်ကဆိုလို့ရှိရင်လုံးဝအဲ့လို character မျိုးကိုသူတို့တော်တော်ညင်းကြတာပေါ့နော်ဟို van မှာတရုပ်ဆောင်တဲ့ van မင်းသားဆိုပြီးတက်ရှိတယ်
ဗန်းလုံးမယ်ဆိုအဲ့မင်းသားကိုခေါ်ရတယ်အဲ့လိုမျိုးပေါ့အခုခေတ်ကျတော့တကယ်နာမည်ကြီးမင်းသားမင်းသမီးတွေကအစသူလှုပ်ရဲတယ်ဒါအတွေးအမြင်လေးတွေပေါ့ခုခေတ်လူငယ်တွေရဲ့အတွေးအမြင်လေး ကျေပြန့်လာတာပေါ့ ကျေပြန့်လာတာပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့နားလေလာတယ်ပေါ့နော်ပြီးတော့ခုခေတ်အတွေးအမြင်တွေကတော့အရန်ကိုပို့ပြီးတော့လဲတဘာဝလက်ဆန်လာတယ်ပို့ပြီးတော့လဲမြင့်လာတယ်ပေါ့တွေးခေါ်တဲ့ IQ တွေမြင့်လာတယ်လို့မြင်ပါတယ်ကဲမိကုန်းလေးကနှစ်ခုကြံသေးတယ်အဲ့ဒီနှစ်ခုကိုတော့မခံလေးပေါင်းပြီးတော့ပဲဖြည့်လိုက်မယ်နော်ဘာလို့ဆိုတော့နည်းနည်းလေးခက်စင်စင်လေးလည်းဖြစ်နေတာပေါ့နော်မိကုန်းလေးကကြတော့ထိထိလေးကအဆူလဲကောင်းနေတဲ့ဟုတ်လားပြီးတော့တဲ့ပြီးတော့တဲ့တော်လက်လက်နဲ့ချစ်စရာလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်အောင်ပေါ့နော်ဘယ်လိုပြုစုခဲ့လဲပေါ့ဘယ်လိုမျိုးဟိုစားလုပ်ပေးခဲ့လဲပေါ့ supporting လုပ်ပေးခဲ့လဲပေါ့နော်အဲ့ဒါလေးသိချင်ပါတယ်ရှင်တဲ့နောက်တစ်ခုကကြတော့အမေနဲ့သမီးပေါင်းနေဆက်ဆံရေးရပေါ့နော်အဲ့လိုကောင်းနေအောင်တစ်နဲ့တစ်ယောက်ပေါ့နော်မိခင်တယောက်အနေနဲ့ဘယ်လိုအချက်လက်လေးနဲ့နေထိုင်ရမလဲပေါ့ဟိုသားသမီးတွေပေါ့နော်ဟိုပြောဆိုဆုံးမလွယ်အောင်ဘယ်လိုလေးတွေနေထိုင်ရမလဲမခိုင်လေးရှင်တဲ့မမေခိုင်သေးကြီးရှင်ဆိုပြီးတော့မိခင်လေးတွေကမိထားရလဲရှိပါတယ်အဲ့တော့ဟိုမိကုန်းလေးကနည်းနည်းလေးတူနေတော့မခိုင်လည်းဒီနှစ်ခုကိုပေါင်းပြီးတော့ဖြည့်ပေးလိုက်မယ်ပေါ့နော်အရင်တော့လည်းမခိုင်ဒီအပြင်သွားလို့ရှင်လေသူတို့မေးတယ်မခိုင်တဲ့သမီးကိုလည်းအဲ့လိုမျိုးပေါ့နော်လိမ္မာရင်ကြီးအောင်ပြောစကားဆိုစကားနားထောင်တတ်အောင်တော်အောင်ဘလို့တွေဟွာဖြစ်နေလဲပေါ့နော်သူတို့ဘလို့ဆုံးမလဲသွန်သင်တာလဲဆိုတော့ကိုကဟိုဘလို့ခေါ်မလဲသူတို့မေးတာခဏခဏမေးတော့လေအေးဒီလိုပါပဲပေါ့ကိုကလည်းပြောစရာလည်းအဲ့လိုဒီတိုင်းပဲနေနေတာပဲလေဘာမှတို့အထူးတက်လေသူ့ကိုမျိုးငါဘလို့ပြောဆိုမယ်ဆုံးမမယ်ကဘလို့ဒီ plan တွေချပြီးတော့သူ့ကိုလုပ်ဒီကတော့ကြုံရင်ကြုံလို့ဆုံးမလိုက်တာဆုံးမလိုက်တာအဲ့လိုမျိုးတော့ရှိတယ်သူတို့မင်းရလေကွာဖြေဖို့ကနည်းနည်းဟိုတိတ်အများကြီးမရှိဘူးဖြစ်တာပေါ့ဟုတ်တယ်ကြုံသူတို့ကများနေပြီးတော့ဒီမှာလည်းမေးလာတဲ့ခါကျတော့မခိုင်လေးကနည်းနည်းစဉ်းစားလိုက်တာပေါ့နော်စဉ်းစားပြီးတော့အခုဒါမမေတွေကိုလည်းပြောပြခြင်းနဲ့အချက်ကလေးတော့နည်းနည်းတော့စုလိုက်တာပေါ့ဒါကတော့ကိုစဉ်းစားပြီးတော့နည်းနည်းလေးပြန်ပြီးတော့ကောက်နှုတ်ပြီးတော့သမီးရဲ့နည်းလေးတော့စီလိုက်ရတာပေါ့ဒါပြောရတော့မယ်ဆိုတော့လေအပြင်မှာလို့ဒီလိုပါပဲညီမလေးရလို့မရအောင်ပြောရတော့မယ်ဆိုတော့မခိုင်လေးသိချင်တာအဲ့လိုလေးရတော့ဒါမခိုင်လေးရွေးချယ်ထုံနှုတ်ထားပြီးတော့ဒီလိုမျိုးဟိုဒါကိုလုတ်ခဲ့တဲ့ဟာလေးပြန်ပြီးသုံးသက်လိုက်တာပေါ့နော်သုံးသက်ပြီးတော့စဉ်းစားလိုက်တဲ့ခါမှာအချက်၄ချက်လောက်တွေ့သွားတယ်ပေါ့နော်ပထမချက်ကဘာလဲဆိုတော့အဓိကမေတ္တာပဲဘယ်သူမဆိုလေမေတ္တာပေးမှမေတ္တာရတယ်အဲ့ဒါကသားမိပဲဖြစ်ဖြစ်လင်မယားပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်သမီးစားပဲဖြစ်ဖြစ်မေတ္တာပေးမှမေတ္တာရတယ်ဆိုတော့ဒါစကားလေးလည်းရှိတယ်မေတ္တာကြောင့်မြန်ဟတ်တယ်ဆိုတဲ့စကားလည်းရှိတယ်အဲ့အတွက်ကြောင့်မို့လို့ကိုကမေတ္တာပေးပါကိုသားသမီးပေါ်မှာကိုကချစ်ပေးပါအဲ့တော့အလိုလိုနေသူတို့ချစ်လာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးကိုကမချစ်ဖဲနဲ့သူတို့ကတော့ချစ်လာမှာမဟုတ်ဘူးပြောချင်တာကကိုကသူ့ကိုဂရုစိုက်ပေးရမယ်ဟိုချစ်တာလေးတို့လည်းပြပေးရမှာပေါ့နော်အဲ့လိုမျိုးပေါ့ကိုဘလို့သူ့ကိုချစ်တယ်ဆိုတာလေးကိုလည်း तू ကသိမှလည်းဟို तू ကကိုကိုပြန်ပြီးချစ်မှာချစ်တဲ့ခါကျတော့ကိုသူ့ကိုကဲလုပ်ပေးခဲ့တယ်ဘလို့ပြုစုခဲ့တယ်ဘလို့လုပ်ပေးတယ်ဘလို့ကိုင်းပေးတယ်သူကြတော့လည်းအလှည့်ကြတော့လည်းပြန်ပြီးတော့ तू ကပြန်ပြီးပြုစုပေးခြင်းနဲ့ကိုကောင်းအောင်ပြန်လုပ်ပေးခြင်းနဲ့ဆိုတဲ့ဟာလေးတစ်ခုပေါ့အဲ့တော့ဒါနံပါတ်1ချက်ကတော့အရေးအကြီးဆုံးပေါ့နော်မေတ္တာပါပဲဟိုမိခင်တိုင်းကတော့လေသားသမီးတွေကိုမချစ်တယ်မိပါတော့မရှိဘူးဒါပေမဲ့တချို့မိဘတွေကြတော့နည်းနည်းအတရှေ့တန်းတင်တာရှိမယ်ကိုလှုပ်ချင်တာကိုသွားချင်တာကိုစားချင်တာအဲ့လိုမျိုးပို့ပြီးဦးစားပေးတာရှိတယ်ကလေးတွေအချိန်မပေးမိတာရှိမယ်တချို့လဲမအားလို့တချို့လဲအပျော်လွန်လို့ဒါအများကြီးရှိတယ်ပေါ့ခုခေတ်မှာဆိုပြောတဲ့နေရာအများကြီးဟုတ်တယ်အဲ့လိုဟာမျိုးတွေရှိတဲ့အခါမှာသူတို့တွေကကဲမလုပ်ပေးဘူးပေါ့နော်ချစ်တာတော့ခုနပြောသူမိခင်တိုင်းတော့ချစ်တယ်ဆိုပေမဲ့သားသမီးကိုချစ်တာကိုလည်းမပြဘူးအပြည့်ဝလဲကဲလို့မပေးတဲ့အခါကျတော့ခလေးတွေကဟိုနည်းနည်းမြတ်တာငတ်တယ်လို့ဖြစ်သွားရင်အသက်ကြီးလာမှငါအမေပဲငါ့ကိုချစ်ဆိုတဲ့ဟာမျိုးကကြတော့မတရားဘူးလို့မခံလဲထင်တယ်။ဘာလို့ဆိုတော့သူတို့ကလည်းသူတို့ဟိုအမေတွေကသူတို့ပေါ်မှာမိဘတွေကသူတို့ပေါ်မှာပြုစုစောက်ရှောက်ခဲမှလှုပ်ပေးခဲမှဟိုသူတို့ကလည်းပြန်ပြီးတော့ကိုယ့်ဘက်ကိုပြန်ပြီးတော့လှုပ်ပေးမှာပေါ့နော်အဲ့လိုမျိုးလေးတွေမေတ္တာအသွားပြန်လေးကိစ္စလေးပေါ့အဲ့ဒါလေးကနံပါတ်1အရေးကြီးဆုံးအချက်ချစ်ပေးပါသားသမီးပေါ်မှာပြီးတော့ချစ်တာလေးကိုလည်းပြပေးပါကိုကလည်းဟိုကိုထက်ကိုအတားတွေကိုအလုပ်တွေကိုရဲ့စိတ်တွေထက်ကိုသားသမီးရဲ့စိတ်ကလေးကိုသားသမီးရဲ့ရှေ့ရေးလေးတွေကိုသားသမီးရဲ့ပညာရေးတော်၎င်းအကုန်လုံးပျော်ရွှင်ရေးတော်၎င်းပေါ့အဲ့ဒါလေးတွေကိုကြည့်ပေးပါလို့ပြောချင်ပါတယ်အဲ့ဒါနံပါတ်1ချက်ပေါ့နော်နံပါတ်2ချက်ကကြတော့ကိုယ်တိုင်ကောင်းအောင်နေရမယ်သားသမီးကမိဘကိုသူ့ရဲ့ role model ဖြစ်နေရမယ်တကယ်ကိုပေါ့နော်မခိုင်ဆိုရင်မခိုင်ရဲ့အဖေကမခိုင်ရဲ့ဒါဟိုပါပဲတကယ်ကိုဟိုဘယ်လိုပေါ့ role model ပဲအဲ့လိုဖြစ်နေရမယ်ဘာလို့လဲဆိုတော့ကို့ဖေကဘယ်လိုမျိုးကို့ဘောကောင်းနေဘယ်လိုကောင်းအောင်နေတယ်ပေါ့ကိုယ်တိုင်ကောင်းအောင်နေရမယ်ကိုကိုယ်တိုင်အကျင့်စာရိတ္တကောင်းအောင်ကိုကိုယ်တိုင်နေမှလည်းကိုသားသမီးကလည်းကိုလိုမျိုးလူလည်းအထင်ကြီးပြီးတော့ကိုပြောတာလည်းနားထောင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကိုယ်တိုင်ကောင်းအောင်နံပါတ်1နေမယ်အဲ့ဒါမှသူတို့ကကိုအထင်ကြီးမှာကိုအထင်ကြီးတော့မှကိုကပြောဆိုဆုံးရတဲ့အခါမှာ
သူတို့ကရမှာပေါ့အဲ့လိုမျိုးပေါ့ ထို့ကြလည်းမမေတော့အဲ့လိုလုပ်တည်ရပဲဖေတော့လုပ်တည်ရပဲဆို အဲ့လိုမျိုးပေါ့ အဲ့ဒါကြမရတော့ ဟိုလိုရုပ်ရှင်ကားတွေထဲမှာပါတယ်လို့မျိုးလေအရက်တွေတောက်နေတဲ့အဖေကဟေ့အောင်မင်းအရက်မတောက်နဲ့ဆိုတော့အဖေအောင်တောက်လည်းတောက်မှာပဲအပြိုင်လေးတောက်ကြမှာပေါ့နော်အဲ့လိုမျိုးသဘောမျိုးပေါ့အဲ့တော့ကိုတိုင်းကကိုယ့်ရဲ့သားသမီးရဲ့ ဒါ example ပေးရနော် ဟုတ်တယ်ပြောချင်တာပြောမဟုတ်ဘူး တောက်တာမကောင်းပြောမှာတောက်ပြောက်တာပါတဲ့ခါတလေးလေအော် တောက်ကြပါတယ်တမန်နဲ့တူတူပေါ့ဒါပေမဲ့မို့ပြောချင်တာကကြတော့ပေါ့နော်ကိုမလုံနိုင်တော့သားသမီးကိုမလုံနဲ့မလုံခိုင်းနဲ့ဟုတ်တယ်ကိုတိုင်းကကောင်းအောင်နေမယ်ကိုတိုင်းကဟိုစံပြဖြစ်အောင်နေမယ်ဆိုရင်သားသမီးကကို့အထင်ကြီးမယ်ကို့အထင်ကြီးမှကိုပြောဆိုဆုံးမတာကို तू ကလက်ခံမှာကို့အထင်ကြီးမနေဘူးဆိုလုံးဝလက်မခံအဲ့ဒါသိကြတယ်အဲ့ဒါလေးတခုပြောချင်ပါတယ်နောက်တစ်ချက်ကကြတော့ဘယ်လိုခေါ်မလဲဆိုတော့ကြောက်တဲ့တယောက်ကသားသမီးနဲ့မိဘဖြစ်လာပြီဆိုကြတဲ့ကခုနပြောသလိုဒီရန်တွေကက်ဖြစ်သွားပြီเนาะဟိုလူငယ်နဲ့လူကြီးဖြစ်သွားပြီ generation တွေကအရန်ကွာသွားပြီကွာသွားတဲ့အခါမှာဟိုပြောဆိုဆုံးမတဲ့အခါမှာသူ့ကိုလုံးဝဟိုဘယ်လိုခေါ်မလဲကိုယ့်ရဲ့စိတ်ကြီးပဲနဲ့မရဘူးဆိုတဲ့ဟာမျိုးလေသွားမလုပ်လို့မရအောင်အရန်ကြီးပြောချင်တာစီကန်းကြီးအရန်တက်လုံးဝမလုပ်အောင်ဆိုတာဟာလုပ်လို့မရအောင်အဲ့လိုမလုပ်တယ်မလို့ဟိုသွားပြီးတော့တမီးလှုပ်ချင်တာလှုပ်ဆိုတော့လည်းမျက်စိမိတ်ထားလို့မရအောင်လူငယ်ဆိုတာကတော့ခလေးဆိုတာလှုပ်ချင်တာလှုပ်ဆိုအကုန်လှုပ်သွားမှာပဲလေသိလားအကုန်လွှတ်ထားလို့မရဘူးအဲ့တော့မလျှော့လွန်းမတင်းလွန်းပေါ့အဲ့လိုမျိုးလေးပညာသားရန်ပါပါပညာသားရန်ပါမလျှော့လွန်းမတင်းလွန်းနဲ့လုပ်ရမယ်ပြီးတော့ကိုတိုင်ကလည်းအဲ့လိုမျိုးပေါ့နော်သူရဲ့အဲ့လိုမျိုးနေထိုင်မှုမှာဥပမာကွာဒါအခုခေတ်ဆိုလူငယ်တွေကအကုန်လုံးနိုင်အောက်ဆိုထွက်ကြမှာပဲဘယ်လိုခေါ်မလဲပါတီတွေသွားကြမှာပဲအမြဲတမ်းထွက်မနေဝဲလို့တယ်ဟာပါတီလုံးဝမသွားရဘူးကလပ်လုံးဝမသွားရဘူးနိုင်အောင်မထွက်ရဘူးလို့လုံးဝသွားလို့တော့မရအောင်ဘာလို့လဲဆိုခုခေတ်ကသူ့ရွံ့နဲ့သူသွားကြမှာပဲသူ့ရဲ့လူမှုရေးရှိတယ်ဟုတ်တယ်မအပေါင်းအသင်းရှိမယ်အမြဲတမ်းကြီးထွက်မနေရပြီအဲ့တော့သူတစ်လတစ်ခါသွားကျင်သွားမယ်နှစ်ခါလောက်သွားကျင်လဲသွားမယ်သူ့ရဲ့အပေါင်းအသင်းနဲ့ပတ်သက်ပြီးသူသွားမယ်ဆိုရင်ကိုကဟိုကိုယ်တိုင်လိုက်နိုင်လဲလိုက်တယ်ကိုလည်းဒါဟိုပျော်လို့ရရင်ပျော်လိုက်မယ်ကိုမလိုက်နိုင်ဘူးကိုလိုက်ဖို့မသိဘူးဆိုလို့ရှိရင်လည်းသူ့ကိုစိတ်ချရတယ်နဲ့အပ်မယ်သူကလည်းအများနဲ့စိတ်ချရပါတယ်သွားလို့ရှိရင်လည်းဗီဒီယိုခေါ်တွေခေါ်ပြတယ်ပို့တယ်ပေါ့စာပို့တယ်ဘယ်ရောက်နေပြီဘာဖြစ်တယ်ညာဖြစ်တယ်ပြီးကိုစိတ်ချရလို့နဲ့အပ်လိုက်တာပေါ့နော်အဲ့လိုမျိုးပေါ့ဟိုနေရာတကာမှာမလျှော့လုံးမတင်းလုံးပုံစံမျိုးလေးနဲ့ကလေးကိုပေါ့နော်အရင်ကြီးတင်းရင်လည်းပြတ်တက်တယ်ကလေးအရင်ကြီးတင်းကြရင်လည်းကလေးတွေကရှောက်ပြီးတော့လှုပ်ပလိုက်ပေါ့အဲ့လိုမျိုးတွေကိုလုံယုံပြီးလှုပ်သွားတော့ဘလို့မှထိန်လို့မရအောင်အရင်ကြီးလျော့လွန်းရင်လည်းကလေးဆိုတာလေနည်းနည်းလေးမပြောပြရင်လည်းသူတို့ကအလုပ်ရှင်တာလုပ်သွားအောင်ဆိုတော့မလျှော့လွန်းမတင်းလုံးနဲ့ကိုယ့်ဘက်ကလည်းသူ့လိုမျိုးသူတို့အရွယ်တွေနဲ့ဟိုစာမှီအောင်လိုက်နိုင်ရမှာပေါ့နော်အဲ့လိုမျိုးကြံခဲ့တဲ့ပုံစံမျိုးနဲ့မနေနဲ့ပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်မလို့သားသမီးနှစ်ယောက်ဆိုလို့ရှိရင်ရုပ်ရှင်တူတူကြည့်ရဲနိုင်အောင်တူတူထွက်တယ်အဲ့လိုမျိုးပေါ့ပါတီတူတူသွားတယ်ငယ်ချင်းနေရလဲလေမမေဆိုရင်အန်တီကိုမခေါ်ခဲ့ဘူးလားအန်တီကိုခေါ်ပါအောင်အဲ့လိုအများနဲ့ပြောကြဟုတ်တယ်သူကလေးနေရစားသူတငယ်ချင်းနေစားကိုကလေးလိုပဲလေအတူတူသွားရင်ကို့အတွက်ပါလာတဲ့အန်တီတယောက်ပါလာတယ်ဆိုရှိမနေဘူးပေါ့အဲ့လိုနားလည်ပေးတာပေါ့ကလေးတွေနော်နောက်ဆုံးချက်ကတော့ဒါကတော့လေဟိုဗုဒ္ဓဘာသာဝင်တွေအားလုံးပြောသလိုပါပဲကံတရားပါပဲကံတရားပါပဲမခိုင်လေးတို့ကလည်းကံတရားပဲမခိုင်လေးတို့ဘလောက်ပဲဆုံးမနေဆုံးမနေမခိုင်လေးတို့ဘလောက်ပဲကောင်းအောင်နေသားသမီးကပြောဆိုဆုံးမလို့မရတဲ့သားသမီးဆိုရကိုမရအောင်ဒါကိုယ့်ရဲ့ကံပဲကိုပြောဆိုဆုံးမလို့ तू လက်ခံနေဆိုတဲ့သူ့ရဲ့ဒါကောင်းမွန်သောစိတ်ကလေးကိုပိုင်ဆိုင်ရတာလေဒါမခိုင်လေးကဒါကံကောင်းခြင်းပေါ့နော်အဲ့တော့ကလေးရဲ့ဗီဇနဲ့မခိုင်လေးမိဘတွေရဲ့ကံပေါ့အဲ့တော့ तू ကဗီဇလေးကောင်းတယ်တရေကောင်းတယ်ကိုပြောလို့ရတယ်ဆိုတော့မခိုင်လေးကံကောင်းသွားတယ်မခိုင်လေးကလည်းအမြဲတမ်းမှာသူ့ကိုဆုံးမတယ်ဆိုငယ်ငယ်လေးကလေးကလည်းဒါ၅ပါးသီလနဲ့ပဲဟိုကြည့်ပြီးဆုံးမလိုက်တယ်ဘာလို့လဲဆိုတော့ဟိုတရားတွေဘာတွေအရင်ကြီးလဲဟိုအကျယ်ကြီးတွေတိတ်ပြီးတော့အကျယ်တုံးဝင်လဲမခိုင်လေးလည်းတောက်မသိဘူးလေမသိတော့ဒါ၅ပါးသီလကတော့ဗုဒ္ဓဘာသာဝင်တိုင်းအကုန်လုံးသိမယ်ဟုတ်တယ်မလားသူတစ်ပါးတက်ကိုမတက်ရဘူးသူတစ်ပါးပစ္စည်းမခိုးရဘူးသူတစ်ပါးရဲ့သားမယားသူတစ်ပါးအိမ်တောင်ဟုတ်တယ်မလားပြီးတော့အရက်သေးစားဒါမျိုးတွေပေါ့နော်၅ပါးသီလကိုမခိုင်လေး၅ပါးလုံးလုံနေလားဆိုတော့လည်းမလုံဘူးနေ့တိုင်းလုံနေလားဆိုလည်းမလုံပါဘူးသိလားဒါပေမဲ့အတက်နိုင်ဆုံးထိန်းရမယ်ခုနပြောသလိုပေါ့နော်တက်နိုင်ဆုံးထိန်းရမယ်ကိုကဟိုအမြဲတမ်းကျူးလို့မနေရဘူးအမေဆိုလို့ရှိရင်เนาะဖြတ်ပြောလိုက်မယ်เนาะအမေဆိုလို့ရှိရင်တက်နိုင်သလိုဘလို့ထိုင်းနေဆိုတာတနေ့နာလေးဆိုလို့ရှိရင်ချင်းမတက်ဘူးအဲ့လိုတနေ့နာလေးဆိုလို့ရှိရင်ရမတော့ဘူးတပတ်မှာတရက်လောက်ငါးပါးတီလာအရန်လုံးတယ်မသိလို့ရှိရင်တော့တပတ်လုံးတောင်းတယ်တရက်တည်းမတောက်ဘူးထင်တယ်ဟုတ်ဘူးလေမဟုတ်တကယ်ပြောမဟုတ်ဘယ်အဲ့လိုပေါ့နော် social event တွေသွားဘယ်သွားဘယ်လောက်အရေးကြီးပွဲဖြစ်နေပြီတနေ့နာလေးဆိုရင်မတောက်ဘူးပဲဟုတ်တယ်ဟိုကိုပေါ့နော်ဘာရတော့မဟုတ်ပါဘူးပြီးတော့တနေ့နာလေးကဖျားသွားတယ်အဲ့လိုအကျင့်ကောင်းလေးပေါ့ကိုကတနေ့နာလေးတိုင်းမခိုင်ကဖျားသွားရမယ်ဆိုတဲ့ဟာကိုတနေ့နာတိုင်းရွှေတကုံဖျားတက်တယ်အဲ့ဒါနှစ်ကြာပြီ9နှစ်လောက်10နှစ်လောက်ရှိပြီတနေ့နာလေးတိုင်း9နှစ်မကောက်ဘူး10နှစ်ကျော်ပြီ2012လောက်ကလေးကသွားတာအခုဆို14နှစ်လောက်ရှိပြီတနင်္လာနေ့တိုင်းရန်ကုန်မှာရှိလို့ရွှေတကုံဖျားအောင်မိုးရွာရွာနေပူသွားတယ်နေ့တိုင်းသွားတယ်အဲ့သွားတဲ့ခါကျကိုကသွားနေတော့သူတို့လိုက်ခဲ့ပါပြောစရာမလိုတော့ဘူးသူရောအိမ်ကအမျိုးသားရောဥခန့်နိုင်ရော
အမြဲတမ်းပါလာတယ်အဲ့တော့သူတို့လည်းတစ်ပတ်ကိုတစ်ရက်ရွှေတကုံကိုတက်ဖြစ်ကြတာပေါ့နော်ဘာလို့လဲဆိုတော့ရွှေတကုံနာကတ်ပြီးတော့ရန်ကုန်မှာနေပြီးတော့တနစ်နေ့မှာတစ်ခါလောက်ရောက်တဲ့လူတွေလည်းမနေဘူးမခိုင်လူအပတ်တိုင်းသွားတယ်ပြီးတော့တနင်္လာနေ့လေးမှာဟိုတနေ့ဂယူးဆိုင်လိုက်တာပေါ့နော်ငါဒီနေ့မှာငါးပါးသီလာလေးလုံအောင်နေလိုက်မယ်ငါခုနပြောသလိုချင်းရဆံပတ်သက်ပဲနေလိုက်ရင်ငါတစ်ပါးငါထိမ့်ပြီးသွားမယ်နောက်ဆုံးပေါ့ဥပမာပွဲရှင်တောင်မှငါဒီနေ့ဟိုရှိလို့ငါတင်းလာနေဆိုမတောက်တော့ဘူးဟဲတငယ်ချင်းရဲ့နားလည်ပေးပါဆိုသူတို့ကလည်းโอเคအေးရဲ့လူချရဲ့ပြန်ချင်းပါပေါ့တကယ်လို့ရောက်သွားရင်လည်းမခိုင်မတောက်ဘူးအဲ့လူရောက်သွားလဲနင်တို့ပြောကြရတယ်ငါရေးနေလဲပြောတတ်တယ်တကယ်လည်းရေးနေလဲပြောတတ်တာဟုတ်ကိုကမတောက်ဘူးဆိုပြီးတော့အဲ့လိုဘေးလဲထွက်နေမှလည်းမဟုတ်ဘူးလေကိုကလည်းရေးတောက်ပြီးတော့တို့တက်တောင်ပြောတတ်သေးတယ်ဆိုလို့ရှိရင်နော်တမျိုးထထောင်ပို့ပါပေါ်တော့ခုဆိုရင်အသားငါမစားရပါဘူးဟုတ်တယ်တချို့ဆိုလို့ရှိရင်ပို့ပြီးတော့ထိန်းနေတာဟုတ်တယ်ဝါရင်းဆိုလို့ရှိရင်သူများဆိုတက်လို့စားတယ်မခံတော့ဝါရင်းဆိုတော့တက်လို့လောက်ထိမလုံနိုင်ဘူးပေါ့နော်သူများတွေဆိုအများကြီးလုံနိုင်တယ်တကယ်တရားတွေမှတ်နိုင်တယ်မခံလို့ဆိုအခုဒါတရားတော့မှတ်ဖြစ်တာကြာပြီနောက်ပိုင်းမအားတော့လေဆိုတော့ဟိုတက်နိုင်သမျှပေါ့နော်ငါးပါးတီလာလေးလုံဖို့ဟိုကိုလည်းထိန်းတယ်လို့မျိုးသားသမီးကိုလည်းအဲ့လိုငါးပါးတီနာနဲ့ရှင်ပြီးတော့ပဲသူ့ကိုလည်းဆုံးမလိုက်တယ်ပေါ့နော်အဓိကတော့ကံတရားပါပဲခုနပြောသလိုမိခင်ရဲ့ကံနောက်ပြီးတော့သားသမီးရဲ့ဟိုပါလေးပေါ့နော်သားသမီးရဲ့ကံကိုသူလိုကောင်းတဲ့မိဘရတယ်ကံဟုတ်သူကလည်းရတယ်ကကျေးဇူးတင်ပါတယ်ဟုတ်တယ်ဘာလို့ဆိုတော့တယောက်ရွေးချယ်လို့မရအောင်မိမိလည်းဟုတ်တယ်ကိုမွေးတောင်မိတယ်ကိုကလေးရဲ့ပုံစံကို customize လုပ်လို့လည်းမရဘူးမရမှန်တယ်သားသမီးကလည်းခါကိုယ့်ရဲ့ကံကပါလာတယ်ဘလို့မိဘနဲ့ဘလို့ဘဝမျိုးမှာမွေးမလဲပေါ့နော်အဲ့ဒါကြောင့်လည်းဒါကံနဲ့အများကြီးတော့ဆိုင်သွားပါပြီနောက်ဆုံးတော့ကံပါအဲ့ဒါကံတရားရဲ့အဲ့ကလေးတွေရဲ့ဗီဇာလေးပေါ့နော်ကောင်းမွန်တဲ့ဗီဇာလေးရအောင်ရဲ့ဟုတ်ကဲ့အခုလိုမျိုးမြင့်မြင့်ခင်ထုံးမှုစကားဝိုင်းမှာမခိုင်လေးတို့သားမီနှစ်ယောက်ဂီတနဲ့ရုပ်ရှင်အတွေးမြင်လေးတွေဖလှယ်တာလေးတွေနောက်ပရိသတ်တွေမိထားတဲ့မိကွန်လေးတွေကိုဖြည့်ပြတာလေးတွေကိုနားဆင်ပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ပိုင်းမှာဘာလာအောင်မလဲဆိုတာကြည့်ရှုပေးကြပါဦးနော်တာ